ဒီဘဏ်မှာထူးဆန်းတဲ့စီးမြစ်တစ်ခုရှိတယ်ဘယ်သူမဆိုငွေသွင်းထားပြီး9နှစ်တိုင်ဘဏ်ကိုပြန်မလာဘူးဆိုရင်အဲ့ဒီငွေဟာဘဏ်ပိုင်ဖြစ်သွားမယ်ဘဏ်ဝန်ထမ်းရော်နီဝါနိုင်ကစနစ်ထဲမှာငွေတန်းပေါင်းများစွာရှိတဲ့အကောင့်တစ်ခုကိုတွေ့လိုက်တယ်အဲ့ဒီအကောင့်က3နှစ်ကြာအသုံးမပြုထားပဲပိုင်ရှင်လည်းတေးဆုံးသွားပြီးသားဖြစ်တယ်အဲ့ဒီအချိန်မှာပဲရော်နီရဲ့စိတ်ထဲမှာအနေရများတဲ့အကြံတစ်ခုပေါ်လာတယ်နောက်ထပ်2နှစ်တာစောင့်လိုက်ရင်အဲ့ဒီငွေကဘဏ်ပိုင်ဖြစ်သွားမှာပဲဆိုတော့အဲ့ဒီမတိုင်ခင်တူယူလိုက်ရင်ဘာဖြစ်မလဲလို့တွေးမိတာပါဒါပေမဲ့အဲ့ဒီငွေကိုယူဖို့ကမလွယ်ဘူးအကောင့်က AK Frozen လုပ်ထားပြီးလက်ထောက်မန်နေဂျာ Deputy Manager ဒါမှမဟုတ်အဲ့ဒီထက်အဆင့်မြင့်တဲ့သူကသာပြန်ဖွင့်ပေးနိုင်တယ်ဒါကြောင့်သူ့မျက်စိကျသွားတဲ့သူကလက်ထောက်မန်နေဂျာဆန်းဖြစ်တယ်ယာရုကောက်ရှိပေမဲ့ဆန်ကငွေကြေးအခက်အခဲနဲ့ရုန်းကန်နေရတယ်သူ့သမီးကကျောင်းတက်တော့မှဖြစ်ပြီးသူ့ဇနီးကဈေးကြီးတဲ့နိုင်ငံတကာကျောင်းမှာပဲထားချင်တယ်ကျောင်းသားခတစ်ခုလေးတောင်ယူပြီး1.5 တန်းကုန်ကြပြီးဆန်အတွက်မတက်နိုင်တဲ့ပမာဏဖြစ်တယ်အဲ့ဒီအပြင်သူတို့သမီးမှာရှားပါးယောဂတစ်မျိုးတွေ့ရှိလာတယ်သူမရဲ့ဟော်မုန်းတွေကပုံမှန်ထက်အရင်မြန်ကြီးထွားနေတာကြောင့်နှစ်တိုင်းဈေးကြီးတဲ့ဟော်မုန်းထိုးဆေးတွေထိုးပေးရတယ်အဲ့ဒီကုသမှုကလည်းတန်ပေါင်းများစွာကုန်ကြတယ်ဒီလိုတာဝန်တွေအားလုံးကြောင့်ဆန်ဟာစိတ်ရောလူရောအလွန်ပင်ပင်ပန်းပြီးပြိုလဲလူနီးပါးဖြစ်နေခဲ့တယ်ဒါပေမဲ့သူ့ဇနီးကတော့နည်းနည်းပဲထပ်ပြီးခံလိုက်ပါမန်နေဂျာဖြစ်သွားရင်အားလုံးအဆင်ပြေသွားမှာပါလို့အမြဲအားပေးနေတယ်ဆန်ကတော့အားနည်းတဲ့အပြုံးတစ်ပွင့်သာပြန်ပြနိုင်ခဲ့တယ်အဲ့ဒီညမှာသူအလုပ်ဆင်းတော့မယ်လို့ပြင်နေချိန်မန်နေဂျာကချေးငွေဖိုင်တစ်ခုပေးပြီးမပြန်ခင်ဒီဖိုင်ကိုစစ်ပေးပါဦးလို့ပြောတယ်ဆန်လည်းမငြင်းနိုင်ခဲ့ဘူးမန်နေဂျာကသူ့ကွန်ပျူတာအကောင့်ကိုဝါကမလုပ်ပဲအိမ်ပြန်သွားတယ်ဆန်ကဇနီးစီဖုန်းဆက်ပြီးကိုနောက်ကြမယ်ညစာကိုစောင့်မနေနဲ့လို့ပြောလိုက်တယ်ဖုန်းချပြီးတာနဲ့ရော်နီဝင်လာပြီးကူညီပေးမယ်လို့ပြောတယ်သူကဆန်ကိုချီချူပြီးခမ ्या ကရုံးကိုအရင်ဆုံးလာတဲ့သူအိမ်ကိုနောက်ဆုံးပြန်တဲ့သူပါဘန်အတွက်10နှလုံးလုံးပေးဆက်ခဲ့ပေမဲ့ဘာမှပြန်မရခဲ့ဘူးခမ ्या ရတဲ့နဲ့မန်နေဂျာယာတူကိုလည်းအဆက်အသွယ်ရှိတဲ့သူကယူသွားတယ်လို့ပြောတယ်ဆန်ကတော့အားမရှိတဲ့အပြုံးလေးပဲပြုံးနိုင်ခဲ့တယ်အဲ့ဒီနောက်ရော်နီကမန်နေဂျာရဲ့အကောင့်နဲ့ဖိုင်တစ်ခုကိုဖွင့်ပြလိုက်တယ်ဘန်ရဲ့စနစ်အသစ်ကဆန်ကိုယာတူနဲ့မကိုက်ညီသူ unqualified လို့သတ်မှတ်ထားတာဖြစ်တယ်အဲ့ဒီကိုမြင်လိုက်ရချိန်မှာဆန်ရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားတယ်လို့ဖြစ်သွားတယ်နှစ်ပေါင်းများစွာစူးစမ်းလုပ်ကင်ခဲ့ပြီးနောက်အလုပ်ပါဆုံးရှုံးရနိုင်တယ်ဆိုတာကိုသူမယုံနိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲရော်နီကအခွင့်အရေးကောင်းကိုမြင်လိုက်ပြီးအဲ့ဒီအကောင့်ဟောင်းကြောင်းကိုစတင်ပြောလာခဲ့တယ်